ဒီဇင်ဘာ12ရက်နေ့တရင်ကတော့မိုးကုတ်မြို့နယ်ကတစ်စင်ကုန်းကျေးရွာဘုံကျဲခံရပြီးတစ်စင်ကုန်းနဲ့ဂွေးပင်ကျေးရွာကိုလည်းစစ်တပ်ကပိတ်ဆို့ထားပါတယ်။တိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတာဘုံကျဲသွားတဲ့ရွာကိုစစ်တပ်ကပိတ်ထားတဲ့တိုက်ပွဲဖြစ်နေတာကလည်း၃နေရာထက်မနေဘူးဘာနဲ့ရွာကိုသွားတဲ့လမ်းမှာလည်းချနေတဲ့လို့ဒေတာခန်တဦးကပြောပါတယ်။မိုးကုတ်မြို့အရှေ့ပိုင်းကစက်အင်းပြန့်ကျေးရွာမှာလည်းတိုက်ပွဲတွေဖြစ်နေပြီး PDF နဲ့ပူးပေါင်းတပ်တွေကမြန်မာတပ်မတော်စစ်ကြောင်းတွေကိုလိုက်လံတိုက်ခိုက်နေတာလို့သိရပါတယ်။တိုက်ပွဲဟာမြို့နယ်ပိုနီးလာပြီလို့လည်းဒေတာခန်တွေကပြောပါတယ်။စက်အင်းပြန့်ကျေးရွာကဘားနယ်ရွာဘက်ကိုသွားတဲ့လမ်းမှာရှိတာပါ။တောင်းတပ်မတော်နဲ့အပြည့်ရဲ့သဘောတူညီပြီးနောက်ပိုင်းမိုးကုတ်မြို့ကိုနိုဝင်ဘာ29ရက်နေ့မှာစစ်တပ်ကဝင်လာတာပါ။မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကမိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာ9ရက်မှာဖွဲ့စည်းခဲ့ပြီးမြန်မာတပ်မတော်စစ်ကြောင်းတွေကိုနိုဝင်ဘာ30ရက်ညနေ6နာရီမှာစတင်တိုက်ခိုက်ခဲ့ပါတယ်။မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးစစ်ဦးစီးအဖွဲ့က PDF တပ်တွေပကဖတွေကိုစုစည်းပြီးတသမတ်တဲသောအမိန်ပေးကွက်ကဲမှုစနစ်အောက်ကတဆင့်စစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကွက်ကဲလျက်ရှိတယ်လို့ NOD ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေကနေ့စဉ်ပြင်းထန်နေပြီးစစ်တပ်ရဲ့စခန်းကုန်းချို့ကို PDF ပူးပေါင်းတပ်တွေကတင်ယူထားတယ်လို့သိရပါတယ်။ဒီဇင်ဘာ23ရက်နေ့တရင်ကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသောမြန်မာတပ်မတော်ကလက်နက်ကြီးဖြင့်ပိခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ12ရက်နေ့မုံလွယ်2နာရီခန့်မှစတင်ပြီးဘီလင်းမြို့နယ်ဖိုးဝတိန်ကျေးရွာကိုစစ်ကြောင်းထိုးနေသောစစ်တပ်ကဖိုးဝတိန်ရွာကိုစစ်ကြောင်းထိုးပြီးလက်နက်ကြီးများဖြင့်ပိခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်းနေ့တွင်စစ်ကြောင်းကတပြေနီကျေးရွာနှင့်အလူကြီးရွာတို့ကိုလည်းထပ်မံဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။မနေ့ကမုံလွယ်ပိုင်းမှာဘီလင်းမြို့နယ်ဖိုးဝတိန်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်သားတွေကလက်နက်ကြီးနဲ့ပိခတ်ခဲ့တယ်။အဲနောက်စစ်ကြောင်းကတပြေနီကျေးရွာနဲ့အလူကြီးရွာတွေကိုထပ်မံဝင်ရောက်စီးနင်းခဲ့ပြီးတေဆုံးသူ3ဦးရှိပြီးအမည်တွေတော့မသိရသေးဘူးလို့ဒေတာဗီတူတို့ကပြောပါတယ်။အဆိုပါစစ်ကြောင်းသည်လက်ရှိချိန်ထိကျေးရွာများအတွင်းရှိနေပါသေးတယ်။ဒီဇင်ဘာ23ရက်နေ့တရင်ကတော့ဒီဇင်ဘာလ10ရက်နေ့ကစစ်တပ်ကနတ်တန်ကွင်းမှတရုံးဖြင့်ကြောက်စရစ်အရှိဘကံကျေးရွာအတွင်းကိုနှစ်ကြိမ်လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့ရာစေဘေးကမ်းပေါ်သို့ကြားရောက်ပေါက်ကွဲပြီးကျေးရွာစေဘေးကမ်းတလုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ရင်းနေ့တွင်စစ်တပ်ရဲ့စစ်တပ်လေဒီကလည်းကြောက်စရစ်အနောက်ဘက်ကမ်းကျေးရွာဘုံကြီးကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဘဲခုတိုင်းကြောက်ကြီးမြို့နယ်ရှိကျေးရွာများကိုမြန်မာတပ်မတော်ကလေရင်စစ်တပ်လေဒီလက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒီဇင်ဘာလ17ရက်နေ့တွင်ကြောက်ကြီးမြို့နယ်လိန်ပင်ကျေးရွာကိုစစ်တပ်ကဂျက်ဖိုက်တာတစ်စီးဖြင့်ပေါင်900ဘုံတစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်3လုံးလက်တုံးထုံဆက်2စီးနှင့်360တန်ဖိုးရှိကုံစုံဆိုင်တစ်လုံးလည်းထိမှန်ပျက်စီးခဲ့ကြောင်းထို့ပြင်နွား6ကောင်လည်းတေဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူရင်းနေ့တွင်နတ်တန်ကွင်းအထိုင်တက်မှလက်နက်ကြီး120မမ3လုံးဖြင့်ရွှေကဲစုကျေးရွာအတွင်းသို့တိခတ်ခဲ့ရာနေအိမ်3လုံးနွားရဲ့တစ်လုံးနှင့်ထော်လာကြီးတစ်စီးလည်းပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။